မင်္ဂလာပါကျွန်တော်နာမည်ကတော့နီလို့ခေါ်ပါတယ်မြန်မာနေလာပါတယ်ဂျပန်ကို9လပိုင်း15ရက်နေ့ကနေလာခဲ့တာပါအခုကတော့နကာမူရာနိုဝင်မှာအလုပ်လုပ်နေပါတယ်အခုကျွန်တော်ကနကာမူရာနိုဝင်မှာတခွာဒီနဲ့ငရုတ်သီးစိုက်တာကိုလုပ်ပါတယ်ငရုတ်သီးခူတာတော့တခွာဒီခူတာကိုလုပ်ပြီးတော့တခွာဒီရဲ့အရွက်ချွေတာတော့အညွန့်စိတ်တာတော့လုပ်ပါတယ်ပထမဆုံးစိုက်ပျိုးရေးလုပ်ရတဲ့အတွက်ကြောင့်စိတ်လှုပ်ရှားပေမဲ့အလုံးကပေါ်ကောင်းတဲ့အတွက်ကြောင့်အလုံးမှာဆင်ပြေပြီးတော့ပြောရပါတယ်အဖိုးဖွားတွေကလည်းမသိတဲ့ခါကျရင်တခြားရှင်းပြပြီးတော့လုပ်တယ်ရှင်းပြပေးတဲ့အတွက်ကြောင့်အလုံးမှာခက်ခဲမရှိဘဲနဲ့တခြားလုပ်နိုင်ခဲ့ပါတယ်ဖိုးဖွားတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်兄さんはですね一言で言えばめちゃめちゃ気が利く人です。周りのことに目を配りすることができますし、気配りのできるいい子ですね。優しい子です。あとは料理が得意でですね、ものすごく私もたまに彼女の料理をいただくんですけども、本当ちょっとスパイシーなんですけど美味しくてですね。လုပ်ထဲမှာပြောတော့ချိန်ကတော့တခွာဒီခူတဲ့ချိန်မှာဖြစ်ပါတယ်တခွာဒီများလေပို့ပြီးတော့ခူးလူကောင်းနေဖြစ်တဲ့အတွက်ကြောင့်ပြောရပါတယ်မီယာဇာကီနော်တခွာဒီကတီလေးနဲ့ပို့ပြီးစားလူကောင်းပါတယ်မြန်မာရဲ့တခွာဒီထပ်ပို့ပြီး祖国の家族がやっぱ恋しくなると思うんですよ。なのでできるだけやっぱりこう寄り添ってあげてって言いますか、彼女たちが寂しくないような状況をできるだけ作ってあげたいなと、家族の一員として迎え入れるみたいな感じでいつも迎え入れてます。လောက်ကပြန်လာတဲ့ခါကျရင်ကြောင်နေရှိတဲ့နေရာသွားပြီးတော့ကြောင်တွေကိုစာကြွေးတာတော့ကြောင်ရဲ့ကိစ္စတော်တော်များများလုပ်ပြီးတော့အဲ့နေရာမှာစာလုပ်တာတော့လုပ်ပါတယ်ပြီးလို့ရှိရင်အိမ်ပြန်လာတယ်ဟဲ့မီယာဇာကီကိုလာပြီးတော့လှုပ်ဖို့ဖိတ်ခေါ်ပါတယ်မီယာဇာကီမှာစိုက်ပျိုးရေးလုပ်ရလဲအဆင်ပြေပြီးတော့အရန်လည်းမချမ်းတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်အသီးရွက်တွေကလည်းဈေးလည်းချိုပြောအရန်ရတာရှိပါတယ်ဒါကြောင့်မို့မီယာဇာကီမှာလှုပ်ဖို့ခေါ်ချင်ပါတယ်